နောက်ပိတ်တို့တော့3ခုရှိတယ်ဒီမှာ89ခုနှစ်မှာ4နောက်ပိတ်က4နောက်ပိတ်ကြတယ်2017မှာ2နောက်ပိတ်က2နောက်ပိတ်ကြတယ်2024မှာ9နောက်ပိတ်က9နောက်ပိတ်ကြတယ်အဲ့လိုကြပြီးတော့နောက်တစ်နှစ်မှာပြန်ကဏ္ဍထွက်မှာပေါ့ပြန်ကဏ္ဍဘယ်လိုလာခဲ့ဆိုတော့ပရိတ်လေးနဲ့အရင်စခဲ့တယ်ပရိတ်လေးအောက်မှာပရိတ်9ပုံသေးအဲ့ဒီပရိတ်9ရဲ့အောက်ကကဏ္ဍကပြန်ကြတာပရိတ်4ပရိတ်9ပရိတ်5 4ခွန်လေးအဲ့ဒီ4ခွန်လေးကခွန်လေးလို့ပြန်ကြဒီမှာ2နောက်ပိတ်က2နောက်ပိတ်လို့တူတယ်တူပြီးတော့သူကပရိတ်4ပြီးတော့ပရိတ်3ပရိတ်3အမှပရိတ်9ပုံသေးရိုက်ပြီးတော့အဲ့ဒီပရိတ်9အောက်ကပရိတ်5လို့ထွက်တာတယ်အဲ့ဒီ5ကလည်း3ကို900လို့ဒီမှာပြန်ကြ9နောက်ပိတ်က9နောက်ပိတ်တူနေတယ်ပရိတ်3ပြီးတော့ပရိတ်2ပရိတ်အောင်မှာ9ပရိတ်ထွက်ပြန်ရောထွက်တော့အဲ့ဒီထွက်ပြီးတော့အောင်မှာပရိတ်5ပဲလိုက်တော့ဒီရှင်9နှစ်ဆိုတဲ့ခဏ9 8နှစ်ဆိုပြီးတော့ပြန်ကြအဲ့ပြန်ကြဖို့အတွက်2ချိန်ပဲလို့တော့တယ်သူရဲ့ဘေးမှာလည်းသူကဒီမှာပရိတ်ခွန်လို့ထောက်တယ်ပရိတ်ခွန်ပြီးတော့ပရိတ်6လို့ထောက်တယ်ပရိတ်6လို့ထောက်ပြီးတော့ပရိတ်5ခွန်6နဲ့ထောက်ထားတယ်နော်နောက်တစ်မျိုးတော့ဘာထွက်အောင်မလဲဆိုရင်ဒီမှာ36တွဲ36တွဲပြီးတော့35တွဲ35တွဲပြီးတော့34တွဲ34တွဲပြီး33တွဲဆိုပြီးတော့ကြာအောင်ဒီ36ကြောင့်6916ဖြစ်ခဲ့တယ်ဒီ35ကြောင့်9265လို့ဖြစ်ခဲ့တယ်ဒီ34ကြောင့်9354လို့ဖြစ်ခဲ့တယ်ဒီမှာ33အတွဲကြလို့ရှိရင်3ဖြစ်ဖို့အတွက်4 5အတွဲရှိတဲ့အတွက်4 5 4เนาะဒီမှာဆိုရင်433ဒီမှာ303တွဲထွက်မယ်ဆိုရင်ဒီမှာ3ရှိတဲ့အတွက်ခွန်နဲ့6နဲ့မှာ3ဆိုတော့ဒီမှာဆိုရင်633ဒီမှာ433 23ချိန်မှာ433 24ချိန်မှာ633အဲ့တော့ပြန်ကြအနေနဲ့ရှင်9နှစ်ကို9 8နှစ်ဆိုပြီးတော့ပြန်ကြရှိတယ်